အခုဒီဗီဒီယိုမှာပါတဲ့ခလေးလေးကဖအေးပေးတဲ့အသက်ပဲကြံတော့တယ်လို့ပြောရမှာဗျတေချာကြည့်ကြည့်နော်ခလေးကဒါသူကညံရည်မဖွင့်ပြူတဲ့ယောဂခံစားနေရတဲ့ခလေးသူကကျွန်တော်တို့ပထမတော့ office ထဲမှာဒါကစားနေတယ်ကစားနေရင်ကနေပြီးတော့ဒီလမ်းကနေပြီးတော့ကျွန်တော်တို့ဒီတချင်းဖွင့်သွားတဲ့ကားပေါ့ဗျာအခုရွေးကောက်ပွဲကာလဆိုတော့ဒါသူတို့တချင်းဖွင့်သွားတဲ့ကားအဲ့ဒီကားတချင်းတန်ကြားရင်သူကကြိုက်တယ်ကြိုက်တော့ဒီကလေးလေးကထွက်သွားတယ်ထွက်ပြီးတော့ပြေးထွက်သွားတယ်ပေါ့နော်ပြေးထွက်သွားတော့နောက်ကဖအေးလှုပ်တဲ့သူကလိုက်သွားတာနော်ကြည့်လိုက်တကယ်ကိုမှမြန်တယ်နော်ဖအေးကလည်းတော်တော်မြန်လို့ဟိုနည်းနည်းလေးသာဖအေးသာနောက်ကျသွားမယ်ဆိုလို့ချင်းဒီကလေးရဲ့ဘဝကမတွေးရဲစရာပေါ့နော်ဒါလွတ်ဟိုကားတိုက်သွားမှာပဲကြည့်လိုက်နော်ဟိုဖအေးဘက်ကလည်းဒါတော်တော်လေးကိုမြန်လို့အကယ်၍ဖအေးဒါမတိလိုက်ဘူးပေါ့နော်ဖအေးကလည်းမမြန်ဘူးဆိုလို့ရှိရင်ဒီကလေးရဲ့အသက်ကဒါရုပ်တွေအသက်ဟိုဘေးကိုရောက်သွားမှာပေါ့နော်ဒါတော်တော်လေးကိုစပိမြန်တယ်လို့လည်းသူတို့ပြောထားတယ်ပေါ့နော်စပိမြန်တယ်နည်းနည်းလေးသာနောက်ကျခဲ့ရင်အခုဒီခက်ကားနဲ့ပေါ့နော်ခက်ကားနဲ့ကျုပ်တွေတိုက်မိသွားမှာပေါ့နော်တကယ်ကိုမှဗျာကြည့်ပါနော်ဖအေးတယောက်ရဲ့မြစ်တာပေါ့နော်ပြောမှဆိုလို့ချင်းဖအေးတယောက်ကသူ့ဘဝကိုတော့မှ तू မကြည့်တော့ဘူးသူ့ရဲ့ဘဝကို तू မကြည့်ဘဲနဲ့ तू အသက်အန္တရာယ်ကို तू မကြည့်နိုင်ဘူး तू ตาလီကားတိုက်မှာကြောက်လို့ခုနသွားတဲ့ကားနော်တွေ့တယ်မဟုတ်လားခုနသွားတဲ့ကားအဲ့ဒီကားကတချင်းတန်ဟလာကျွန်တော်တို့ဖွင့်လာကျဲကြီးဖွင့်သွားတော့ဒီကလေးကညာရည်မဖွင့်ပြူတဲ့ကလေးဖြစ်တဲ့အတွက်ဒီတချင်းတန်ကြားလို့ तू ကထွက်ကြည့်တာထွက်စော့တာပေါ့ဗျာခါတိုင်းနေ့တွေကဆိုလို့ရှိရင်ဒီကလေးကဒီယုံကိုမလာဘူးပေါ့နော်ယုံကိုမလာဘူးဒီနေ့ကယုံကိုခေါ်လာတယ်တာဖနှစ်ယောက်အတူတူအလုပ်လုပ်တယ်ပေါ့နော်တာဖနှစ်ယောက်အတူတူဟလာဖေးလှုပ်တဲ့နေရာကိုခေါ်လာတာပေါ့ဗျာဖေးလှုပ်တဲ့နေရာကိုခေါ်လာတယ်ခေါ်လာပြီးတော့ပထမတော့သူတို့ဖေးလဲ office မှာအလုပ်လုပ်နေတယ်သူလဲ office ထဲမှာပဲအနီးနားမှာပဲသူစော့နေတယ်ပေါ့နော်စော့နေရနေပြီးတော့အဲ့ဒီတချင်းတန်ကြားတော့ကျွန်တော်တို့တွေသူကပြေးထွက်သွားတယ်စော့ရင်နဲ့တောက်နဲ့သူစော့နေတဲ့ຢာလေးနဲ့စော့နေတဲ့ຢာလေးနဲ့ကျွန်တော်တို့တွေထွက်သွားတယ်ပြီးတော့အဲ့ဒီတချင်းတန်လဲကြောက်သူကလမ်းမပေါ်ကိုပြေးထွက်သွားတယ်ထွက်သွားတော့ခုနကဟိုမိန်းကလေးကလည်းပြေးပြီးတော့လိုက်သွားတယ်ဖေးလှုပ်တဲ့လူကလည်းမိန်းကလေးထက်မြန်တယ်နော်သူသားဟုတ်ပေါ့နော်မိန်းကလေးထက်မြန်ပြီးတော့ဖေးလှုပ်တဲ့လူလိုက်ပြီးတော့ဒါဟိုကယ်လိုက်တာပေါ့ဗျာခလေးရဲ့အသက်ကိုကယ်လိုက်တာဖခင်တယောက်ရဲ့မြစ်တာပေါ့နော်တကယ်ကိုမှကြည့်ပြီးတော့လေအိုးနည်းနည်းလေးဗျာသူသာဖအေးလှုပ်တဲ့သူသာနောက်ကျသွားမယ်ဆိုလို့ရှင်မတွေးရဲစရာပဲဗျာနော်